bypass လေမှာရှိတဲ့အစီတွေကိုကျွန်တော်တို့ဘယ်လိုမျိုးစနစ်ကြားနဲ့ကျွန်တော်တို့ချကြမလဲအားလုံးပဲမင်္ဂလာပါကျွန်တော်နိုင်ဝင်းထုံးမှာတူပိုင်းမှာ personal trainer တယောက်အနေနဲ့ရည်တည်နေပါတယ်လက်ရှိ online ကနေလည်း online personal training service တွေကျွန်တော် program တွေနဲ့ဝေချမဲ့သူတွေအကူအညီပေးလျက်ရှိပါတယ် Okay ပထမဆုံးအနေနဲ့ကျွန်တော်တို့တစ်ခုသိရမှာကကျွန်တော်တို့ကတနေရာလေးကိုကွက်ပြီးတော့အစီချလို့မရဘူးဒါကိုအရင်ဆုံးသိရမယ် spot reduction လုပ်လို့မရဘူး byte ချကျင်တာပဲဖြစ်တဲ့အတွက် channel နေရာတွေမဝဘူး byte ပဲချကျင်တာ byte ပဲပူနေတာ channel အစိပ်ပိုင်းတွေကမလို့အပူမစောကျင်ဘူးလို့ကျွန်တော်တို့လုပ်လို့မရဘူးအဲ့တော့ကျွန်တော်တို့က byte တစ်ခုတည်းချကျင်တာဖြစ်တဲ့အတွက် byte ကိုပဲလေ့ကျင့်ခန်းလေးဆွလုပ်နေတာမျိုးတွေလုပ်လို့အဆင်မပြေဘူးဒါကိုကျွန်တော်တို့သိရမယ်ဘယ်လိုနီးလန်းနေနဲ့ကျွန်တော်တို့ byte ပတ်လေရှိတဲ့ CD ကိုချကြမလဲအဲ့ဒါကိုဆက်ပြီးလေ့လာကြည့်အောင်ပထမဆုံးအနေနဲ့ဘာကြောင့်ကျွန်တော်တို့ byte တစ်ဝိုက်မှာပဲ CD အများဆုံးစုရလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တို့နားလည်ဖို့လိုအပ်တယ်ကျွန်တော်တို့တယောက်နဲ့တယောက်မှာကျွန်တော်တို့လူတအုပ်နဲ့တအုပ်မှာအစီစုတဲ့ပုံစံတွေနေရာတွေမတူကြဘူးဒါပေမဲ့အများသောအပြင်ကတော့ byte မှာစုကြတယ်တချို့ main ကလေးတွေတချို့အမျိုးသမီးတွေကကျွန်တော်တို့ပေါင်တွေတင်ပါးတွေလက်မောင်းနောက်တွေမှာကျွန်တော်တို့စုကြတယ် Okay အဲ့ဒါကလူတအုပ်စုရှိတယ်တို့ပေမဲ့တချို့ကကြောက်လဲကျွန်တော်တို့ byte မှာပဲစုကြတယ် byte မှာစုတဲ့နေရာမှာကျွန်တော်တို့နှစ်မျိုးကျွန်တော်တို့ရှိတယ်အရေးပြားအောက်ကအစီနဲ့ကျွန်တော်တို့ဒီကိုရင်းကလေးစာတွေထဲမှာရှိတဲ့အစီ visceral fat အရေးပြားအောက်ကအစီကကျွန်တော်တို့ကိုအရင်ကြီးကျွန်တော်တို့ဒုက္ခမပေးနိုင်ဘူးဒါပေမဲ့အရေးပြားအောက်မှာဆိုတော့ဒီအရေးပြားလေးရဲ့အောက်မှာပဲရှိတာဖြစ်တဲ့အတွက်သူကအရင်ကျွန်တော်တို့အတွက်ကျန်းမာရေးပေါ်တက်ရောက်မှုအများကြီးမရှိဘူးတို့ပေမဲ့ကိုရင်းကလေးစာတွေထဲမှာကျတော့ပြဿနာရှိတယ်အဲ့တော့ဒါတွေကဘယ်လိုကနေဘယ်လိုဖြစ်လဲသိကြတယ်ပထမဆုံးကျွန်တော်တို့သိတဲ့အချက်ကစားတောက်မှုပုံစံကိုစားတဲ့အစားအစာတွေကြောင့်ကျွန်တော်တို့ဘိုက်မှာအဆီတွေစုလာနိုင်တယ်အများကြီးစားလို့ပဲဖြစ်ဖြစ်မကောင်းတာတွေစားလို့ပဲဖြစ်ဖြစ်အဆီတွေများတာပဲဖြစ်ဖြစ်အချိုငန်အဆက်တွေအစိမ့်တွေစားတာပဲဖြစ်ဖြစ်ဒါကြောင့်ဖြစ်နိုင်တယ်โอเคဒီနေရာမှာကျွန်တော်တို့သိရမယ့်ဟော်မုန်းတစ်ခုရှိတယ်ဘာလဲဆိုတော့ဒါကအင်ဆူလင်ဆိုတာကအလွယ်ဆုံးမြင်အောင်ပြောရလို့ရှိရင်ကျွန်တော်တို့တကားတစ်ခုလိုပဲတကားတစ်ချက်ပဲထားလိုက်တော့โอเคကျွန်တော်တို့စားလိုက်တယ်ကာဘိုဟိုက်ဒရိတ်တွေစားလိုက်တယ်စားရတဲ့အချိန်မှာကျွန်တော်တို့ခန္ဓာကိုယ်တွေကစွမ်းရည်အဖြစ်ပြန်သုံးဖို့လိုအပ်တဲ့အတွက်ဒီကာဘိုဟိုက်ဒရိတ်ကိုကျွန်တော်တို့က glucose အနေနဲ့ပြန်ပြီးတော့ပြောင်းတယ်โอเคအဲ့ဒီ glucose ကမှကျွန်တော်သွေးထဲကိုရောက်တယ်သွေးထဲကနေမှကျွန်တော်ကြွက်သားတွေစီကိုတွားဖို့အတွက်ကကြတော့ကျွန်တော်တို့အဲ့ဒီမှာတကားတစ်ခုရှိတယ်ခုနပြောတဲ့ insulin အဲ့ဒီတကားကဖွင့်ပြီးတော့မှကျွန်တော်တို့သုံးမဲ့ energy တွေစီကိုကျွန်တော်တို့ပို့လို့ရမှာမဟုတ်ဘူးဆိုအဲ့ဒါတွေသွေးထဲမှာပုံသွားတယ်ပုံသွားတာကြားလို့ရှိရင်ဘာဖြစ်လဲဆိုတော့နောက်ဆုံးဘာဖြစ်မလဲကျွန်တော်တို့သိတယ်အစီဖြစ်ပဲစုမှာအဲ့တော့ကျွန်တော်ကအဲ့ဒီ insulin က resistant ဖြစ်သွားပြီသူကတကားကိုပိတ်လိုက်ပြီဆိုရင်မရတော့ဘူးသွေးထဲမှာပုံသွားပြီပုံသွားတဲ့မြနေပေါင်းများဆိုတာကျွန်တော်တို့စားတဲ့အနက်ပေါင်းများဆိုတာအစားတောက်ပေါင်းများဆိုတာပုံလာလို့ရှိရင်ဘာဖြစ်လာလဲအစီစုလာတယ်ဒါတကြောင်ပြီးတော့ရင် stress စိတ်ဖိစီးမှုများလို့ရှိရင် cortisol ဟော်မုန်းကျွန်တော်တို့ထွက်တယ်အဲ့ဒီ cortisol ဟော်မုန်းကလည်းဒီ bypass လေမှာအစီစုစေတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်နောက်တစ်ချက်ကတော့ကျွန်တော်ရှင်းတယ်ကိုယ်လက်လှုပ်ရှားမှုမရှိတာကိုယ်လက်လှုပ်ရှားမှုနေပြီးတော့ကျွန်တော်တို့ထားလိုက်တော့ကျွန်တော်တို့ energy နဲ့ပြောမယ်နော် energy အောက်ကနေပြီးတော့ energy in ကများလို့ရှိရင်တနည်းအားဖြင့်ပြောရင်ကိုလှုပ်ရှားတာတက်ကိုစားတာကများနေလို့ရှိရင် weight တက်မယ်အဲဒါကြောင့်ကျွန်တော်တို့ဘာတွေပြောကြလဲ calorie deficit လုပ်ပါကိုတုံးတဲ့လိုတဲ့ပမာဏတက်လျှော့ပြီးတော့စားပါဒါကြောင့်မို့ကျွန်တော်တို့ပြောကြတာ okay ဒါကကျွန်တော်တို့ဒီ byte တစ်ဝိုက်မှာအစီစုနေတဲ့အကြောင်းရင်းနေအဲ့ဒါကိုကျွန်တော်တို့ဘယ်လိုပြန်ပြီးတော့ရှင်းကြမလဲပထမဆုံးတစ်ချက်အနေနဲ့စပြီးပြောရလို့ရှိရင်ခုနပြောခဲ့တဲ့ calorie deficit ဒါ weight ချဖို့အစီချဖို့ပြောလို့ရှိရင်ဒီစကားကမပါလို့မရဘူးဘာလို့လဲဆိုတော့ဒါပါမှကိုကျွန်တော်တို့ပြင်မှာဘာလို့ဆိုကျွန်တော်တို့သုံးတဲ့ energy ကဒီဘက်ကသုံးတဲ့ energy ကမြင့်နေတော့မှကျွန်တော်တို့စားတာကိုကြော်ပြီးတော့ကျွန်တော်တို့ကဖြုံးနိုင်တော့မှကျွန်တော်တို့ weight ကကျမှာအစီကကျမှာ okay အဲ့တော့စားတာထက်ပိုပြီးတော့သုံးဖို့လိုအပ်တယ်ဒါပထမဆုံးချက်စားတာထက်ပိုသုံးတာကိုဘယ်လိုမျိုးပိုသုံးရမလဲဘယ်လိုမျိုး short ရမလဲဆိုတာတော့ကျွန်တော်တို့ဒါတော့သိဖို့လိုတာပေါ့နော်ဒါကကျွန်တော်တို့ကိုယ်ခန္ဓာကိုယ်နဲ့ကိုင်းရတယ်ကိုယ်ခန္ဓာကိုယ်အသက်အရွယ်အသက်အရက်ကိုယ်လေးချိန်နဲ့ဘယ်လောက်စားမလဲဆိုတဲ့ calorie သိအောင်တော့တွက်ဖို့လိုအပ်တယ်အဲ့ဒါမှကျွန်တော်တို့ short လို့ရမှာမဟုတ်ရင်ဘယ်လောက်စားလို့စားရမှန်းသိမှာမဟုတ်ဘူး okay ဒီမှာတစ်ချက်ပြီးပါပြီ
နံပါတ်1ချက်လေ့ကျင့်ခန်းကိုဘယ်လိုတွေလုပ်ရမလဲဘာလေ့ကျင့်ခန်းတွေလုပ်ရမလဲကျွန်တော်အရှင်းဆုံးအရန် simple ဖြစ်တဲ့ကျွန်တော် format တစ်ခုပေးမယ်တပတ်ကိုကျွန်တော်အနည်းဆုံးအလေးမှလေ့ကျင့်ခန်းတွေအလေးတွေနဲ့3ရက်လောက်လုပ်ဖို့လိုအပ်တယ်ကျန်တဲ့2ရက်ကိုကာဒီယိုဆိုတဲ့နေရာမှာကျွန်တော် hit တွေကိုနည်းနည်းထည့်လေ့ကျင့်တယ် hit တစ်ရက်လောက်ထည့် hit ဆိုတာဗျာ high intensity interval training အဲ့တော့ intensity မြင့်နေဆိုတဲ့နေရာမှာကျွန်တော်ကအချိန်ကို short ချလို့ရတယ်တနာရီ45မိနစ်စော့ရမလို့ခင်ဗျာမိနစ်30စော့နိုင်မိနစ်30စော့မျက်လုံးနဲ့မြင်တောင်ပြောရလို့ရှိရင်လေ့ကျင့်ခန်းတွေတစ်ခုပြီးတစ်ခုကိုစက်တိုက်လုပ်သွားတာ okay ကျွန်တော်7မိနစ်တွင်မှာကျွန်တော်ဒီလေ့ကျင့်ခန်း5ခုကိုဘယ်နဲ့ကြော့ရအောင်စော့မလဲစသဖြင့်ဒီ hit စော့ရမယ်ဆိုရင်ကျွန်တော်အကြံပေးချင်တာလေ့ကျင့်ခန်း2မျိုးအထက်3မျိုးကနေစလို့ရတယ် circuit သဘောမျိုးပေါ့နော်3မျိုးစက်တိုက်စော့မယ်ပြီးတော့မှခဏနားမယ်ပြီးတော့ရင်3မျိုးစက်တိုက်စော့မယ်ပြီးတော့မှခဏနားမယ်ဒါကိုကျွန်တော်တို့ကအချိန်အကြော့တွေနဲ့သွားမှာလားဒါမှမဟုတ်တိုင်းပေါင်းတစ်ခုနဲ့သွားမှာလား okay 15မိနစ်တွင်မှာကျွန်တော်တို့ as much as possible ပဲခင်ဗျဘယ်နဲ့ဆက်ရအောင်စော့မှာလဲစက်တိုက်နားတဲ့အနည်းဆုံးနဲ့နောက်ဆုံးမနားနိုင်လေကောင်းလေပဲပေါ့နော်စက်တိုက်အဲ့ချိန်မှာလည်းကျွန်တော်တို့ calorie ဘန်းနဲ့အစီလောင်ကျွမ်းမှုဖြစ်စေတယ် okay နောက်ဆုံးတစ်မျိုးကိုကျွန်တော် recovery ဖြစ်ပေါ့နော်ကျွန်တော်ဒီ weight training နဲ့ weight training အလေးလည်းမမယ်အဲ့ဒီတရက်မှာပြီးတော့ကျွန်တော်ကျန်တဲ့မိနစ်20လောက်ကိုလည်းကျွန်တော်တို့ low intensity ကျွန်တော်တို့ cardio ပြင်းအားနေတဲ့ cardio လေ့ကျင့်ခန်းလေးတွေကျွန်တော်ထည့်ပြီးတော့ဆော့သွားမယ်ဒါဆိုရင်ကျွန်တော်တို့အရန်ကောင်းတဲ့ program တစ်ခုရပြီတပတ်ကို9ရက်ဖြစ်သွားပြီဆိုပါတပတ်ကို9ရက်မှာဒီ9ရက်စလုံးမှာကျွန်တော်တစ်ရက်ကိုကာဒီယိုအနည်းဆုံးမိနစ်30လောက်လုပ်စေချင်တယ်ဒီကာဒီယိုဆိုတာဘာကိုပြောရလဲဆိုတော့ကျွန်တော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားမှုတုံးတဲ့နှုံးကိုမြင့်စေခြင်းတဲ့အတွက်လေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မှာလုပ်ရင်ပိုကောင်းတယ်ဒါမှမဟုတ်ရင်လည်းကိုအားတဲ့အချိန်ပေါ့နော်မိနစ်30အနည်းဆုံးလမ်းလျှောက်မယ်စပိန်နေမယ်လုံးဝပြင်းအားနေလေးပဲလမ်းကိုပဲပုံမှန်ရှော့တော့လေးပဲပြေးလက်မှာရှော့ရင်လည်းပုံမှန်ရှော့တော့လေးကျွန်တော်တို့4.5လောက်နဲ့ဒီလောက်ပဲ incline တွေပါထောင်ထားနိုင်ကောင်းတယ် incline 3.5လောက်ဆို very good ပဲဒါမျိုးကျွန်တော်တို့စော့ပေးမယ်ဒါဆိုရင်ကျွန်တော်လုံးဝ perfect ဖြစ်တဲ့ program တစ်ခုရသွားပြီဒါကျွန်တော်လေ့ကျင့်ခန်းလုပ်တဲ့အပိုင်းပြီးသွားပြီ okay အစားတော့ခုနလာပြီဆိုရင်ကျွန်တော်တို့ကိုဘယ်လောက်စားရမလဲဆိုတဲ့ပမာဏကိုအရင်ဆုံးသိဖို့လိုအပ်တယ်အဲ့ဒါကိုတွက်ပါကျွန်တော်ဘယ်လောက်စားမလဲဆိုတော့တွက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ပုံမှန်အများသောအားဖြင့်ကကျွန်တော်တို့ကကိုယ့်ရဲ့ကိုယ်အလေးချိန်ဒါအခု protein ကိစ္စလာပြီနော် protein ခင်ဗျားတို့စားအသားတိုးစား protein များများစားဆိုကျွန်တော်တို့အမြဲတမ်းပြောနေတဲ့ကိစ္စအဲ့ဒီ protein ကို main ကလေးဆိုရင်တစ်ရက်ကိုကိုယ့်ရဲ့ကိုယ်အလေးချိန်ဥပမာပေါင်130ရှိတယ်ထားလိုက်ပေါင်130ကို 0.8 0.7 နဲ့မြောက်လိုက်တဲ့ရတဲ့ပမာဏအဲ့ဒီ gram ကိုစားဖို့လိုအပ်တယ်။ဥပမာယောက်ျားလေးဆိုရင်ဥပမာပေါင်160ရှိတဲ့ယောက်ျားလေးက weight ချခြင်းနဲ့ဆိုရင်အနည်းဆုံးကျွန်တော်ကိုယ်လေးချိန်တစ်ပေါင်ကို1 gram နှုန်းနဲ့ကျွန်တော်ညီလိုက်ယောက်ျားလေးဆိုရင်160 gram protein စားဖို့လိုအပ်တယ်။160 gram ဆိုတော့ကြက်သား160 gram ကိုပြောတာမဟုတ်ဘူးเนาะ protein 160 gram ကြက်သား100 gram မှာ protein က20ကနေ25 gram ရှိတယ်။အဲ့လိုမျိုးပြောချင်တာကျွန်တော်တို့ကဒီ gram တွေ protein တွေရဲ့ gram တွေကိုပြောတဲ့အချိန် carbohydrate တွေ gram ကိုပြောတဲ့အချိန်100ပေါ်မှာခြေခံပြီးပြော100 gram ပေါ်မှာခြေခံပြီးပြောတာဖြစ်တယ်ကျွန်တော်ဒါကိုအလွယ်ဆုံးရှင်းပြလိုက်တာ okay အဲ့တော့ protein ကအနည်းဆုံးကျွန်တော်တို့ကိုယ့်ရဲ့ကိုယ်လေးချိန်နဲ့စားသင့်တဲ့ပမာဏကိုရောက်အောင်စားဖို့လိုအပ်တယ်တိုးစားနိုင်ကောင်းတယ်ဒါပေမဲ့ကျွန်တော်တို့အများစုကအဲ့လောက်ကိုမရဘူးကျွန်တော်တို့ကိုယ်လေးချိန်နဲ့အညီစားသင့်တဲ့နှုံးကိုကျွန်တော်တို့ကမရဘူးဘာလို့လဲကျွန်တော်တို့အမေထည့်ပေးတဲ့ဟင်းတစ်တုံးနှစ်တုံးနဲ့ကြီးလာတဲ့လူတွေဆိုတော့ဒါကကျွန်တော်တို့အဆင်ပြေကျွန်တော်တို့ကြိုက်တဲ့ထမင်းတို့ငပိရီတို့အငံတွေအဆက်တွေပြီးတော့ကျွန်တော်အချိုးတို့ဒါတွေကိုကျွန်တော်တို့က family ရအရင်ဖြစ်တယ်အဲ့ဒီတော့အဲ့တော့ carbohydrate ကတော့ကျွန်တော်အလွယ်ဆုံးပြောရတဲ့ပုံစံရှိတယ်ဗျာထမင်းပကံတစ်ခုယူလိုက်အဲ့ဒီပကံထဲမှာအလဲရတစ်ချမ်းပြီးတော့နောက်ထပ်တစ်ချမ်းကိုထပ်ချမ်းတဝက်ကအသားထည့်လိုက်ပြီးတော့ထမင်းတစ်ပုံအရွက်တစ်ပုံပြီးသွားပြီအဲ့ဒါဆိုရင်ဒါဟမ်ပိုရှင်ပေါ့နော်ဟမ်ပိုရှင်ကိုလုံးဝမတွက်ချင်ဘူးဆိုဟမ်ပိုရှင်ဒီတိုင်းထည့်စားလိုက်အဆင်ပြေတယ်ဘာလို့လဲအသားကဘလို့အဖြစ်များနေပြီထမင်းက
ကျွန်တော်တို့တဝက်စီမှာထမင်းနဲ့အရွက်နဲ့ဒါဆိုရင်အဆင်ပြေသွားပြီတေချာတွက်နိုင်တဲ့သူကတွက်ပြီးတော့စားအဲ့ဒါအရင်ကောင်းတယ် okay နောက်ဆုံးတစ်ချက်အနေနဲ့ကကျွန်တော်တို့ recovery နဲ့ hydration recovery ကဘာကိုပြောချင်တာလဲဆို recovery ထဲမှာကျွန်တော်တို့အနားယူမှုကအိတ်ဆက်ခြင်းကအဓိကပါဝင်တယ်ခင်ဗျတရက်ကို4 နာရီလောက်ပဲအိတ်လို့ရှင်ခင်ဗျဝေးချဖို့ခက်လိမ့်မယ်ဘာလို့ဆိုတော့ကျွန်တော်တို့ပုံမှန်အိတ်ရမယ့်6 နာရီ 9 နာရီ 10 နာရီမအိတ်ဘူးဆိုရင်ကျွန်တော်တို့ hunger level ghrelin လို့ခေါ်တဲ့ကျွန်တော်တို့စားနေတဲ့စိတ်ကိုဖြစ်စေတဲ့ဟော်မုန်းကမြင့်တက်နေတဲ့အချိန်မှာအဲ့လိုဆိုပိုစားမိတယ်ဒါတစ်ပိုင်းပုံမှန်အိတ်မနေတဲ့ပုံမှန်အိတ်ချိန်မှာအိတ်နေတဲ့အချိန်မှာကျွန်တော်တို့ performance တွေကြားတယ်ကျွန်တော်တို့ညမှာအိတ်ရမယ့်အချိန်မှာမအိတ်တဲ့အတွက်ကျွန်တော်တို့ခန္ဓာကိုယ်အတွက်ထွက်ရှိတဲ့ဟော်မုန်းတွေကလည်းမထွက်ဘူးအဲ့အချိန်မှာကျွန်တော်တို့လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာအနောက်ရှက်ပေးတယ်ပြီးသွားရင်ကျွန်တော်တို့ stress တွေများနေတယ်ဒါကြောင့်ကျွန်တော်တို့အိတ်ရေးဝအောင်အိတ်ဖို့လိုအပ်တယ်လေ့ကျင့်ခန်းအပြင်းထန်လို့အစားတောက်တွေမှန်ကန်အောင်စားနေုံနဲ့အဆင်မပြေဘူးပြီးသွားရင်ကျွန်တော်တို့ခုနကကျွန်တော်တစ်ပတ်ကို9 ရက်ပဲပြောတာတယ်ဒါအလုံးဆုံး9 ရက်ပဲဘယ်သူမှ6 ရက် 9 ရက်စော့တယ်မလို့9 ရက်ပဲဘာလို့လဲကျန်တဲ့2 ရက်ကနားဒီမှာလေတွေကိုကျွန်တော်တို့ပြန်ပြီး recovery လုပ်ပြီး relax ပြပြီးတော့ပြန်ပြီးတော့ repair လုပ်ပြီးပြန် muscle ချရမယ့် process လေးရှိတယ်ခန္ဓာကိုယ်အနားပေးရမယ့်အချိန်တွေရှိတယ်ဒါမှကျွန်တော်တို့ပုံမှန်ပြန်ပြီးတော့ level ပြီးတော့ကျွန်တော်ဆော့လို့ရမှာ okay hydration ရှီတောက်ရမ်းနေတယ်ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေ80 ရာခိုင်နှုန်းကရေတွေအဲ့တော့ရေတောက်နေရင်လည်း performance ကျတယ်အဲ့တော့ကျွန်တော်တို့က main ကလေးဆိုအနည်းဆုံး2 လီတာခွဲလောက်တော့တောက်ရမယ်ယောက်ျားလေးဆိုအနည်းဆုံး3 လီတာခွဲတောက်ကိုတောက်ပေးရမယ်မတောက်လို့ရှိရင်လည်း तू လုံးနေတဲ့ function တွေရှိတယ်ကျွန်တော် nutrition တွေအကုန်လုံးကိုဒီသွေးရနေပို့တာသွေးထဲမှာခုနပြောကျွန်တော်တို့ဒီရေတက်ကအဓိကပဲရေမတောက်တာနဲ့ performance ကအကုန်လုံးထိုးကျသွားပြီအဲ့မှာကျွန်တော်တို့ကခုနပြောရကျွန်တော်တို့အစားတောက်တွေစားနေတယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ခြေဖြတ်ဖို့ detox လုပ်ဖို့ကအဓိကရှေ့ပဲအဲ့ဒီကနေအကုန်လုံးချိတ်ဆက်ပြီးတော့ကျွန်တော်တို့သွားခြင်းနဲ့ goal ကိုရှောင်းအောင်သွားပါအဲ့တော့ bypass လည်းဖြစ်နေတယ် bypass တွေကြာနေတယ်ဆိုတော့ဒီလေးချက်ကိုပဲအာရုံစိုက်လိုက်နောက်ဆုံးချက်တတိပေးရရင်ည7 နာရီနောက်ဆုံးထားပြီးအိတ်အဲ့ဆိုညအရင် fine သွားပြီဒီပုံစံအတိုင်းလေးကိုလိုက်ပြီးတော့လုပ်ကြည့်ပါ okay နောက်ဆုံးဘာလေးကျင်ကဆော့ရမလဲမသိဘူးဆိုရင်ကျွန်တော်ရဲ့ YouTube မှာတင်ပေးထားတယ်ကျင်သွားပြီးတော့ဘယ်လိုဆော့ရမလဲမသိတဲ့သူတွေ trust ဆိုတဲ့ video 2 ခုရှိတယ်အဲ့ဒီ video လေးကိုသွားပြီးကြည့်ပြီးဆော့လိုက်ရင်ကိုအဆင်ပြေတယ်ဒါကတော့2 ရက်စာ1 ရက်ကိုကျွန်တော်တို့မာဆယ်အုပ်စု3 ခု1 ရက်ကိုမာဆယ်အုပ်စု3 ခုအဲ့လိုမျိုးတင်ပေးထားတဲ့ video ပေါ့နော်အဲ့လိုမျိုး video လေးတင်ပေးထားတယ် free တွက်ကြည့်ပြီးဆော့လို့ရတယ်အဲ့တော့ဒီတိုင်းလေးပဲလိုက်ပြီးတော့ follow လုပ်ကြည့်ပါနောက်ဆုံးတစ်ချက်ဒါတကယ်နောက်ဆုံးရှီတိုရှာလက်ထွက်ဖို့မမျှော်လင့်နဲ့ဘယ်နှစ်ရက်နဲ့ကြာမှလဲခင်ဗျာသွားမမေးနဲ့ဒါကခင်ဗျားတို့ဒီဘိုင်လေးတင်ကြာသွားပြီးတော့ပြစ်ထားလိုက်ဖို့ပြောတဲ့စကားတွေမဟုတ်ဘူးဒါဒီဗီဒီယိုတွေ့လိုက်ပြီးတဲ့တစ်သက်လုံးမသိမချင်းလိုက်နာသွားတဲ့အကြောင်းအရာတွေအဲ့ဒါမှတစ်သက်လုံးကျွန်တော်လှပြီးတော့ကျမ်းမာနေမှာလှတယ်ဆိုတာကကျွန်တော်တို့ရဲ့ motivation တစ်ခုပေါ့နော်ဟိုငါလှဖို့လို့ဒါပေမဲ့ကျမ်းမာတာကိုကြတော့ကျမ်းမာနေတဲ့အချိန်အဲ့ဒီတန်ဖို့မသိမကျမ်းမာမှသိမှာဒါပေမဲ့ကျွန်တော်တို့ကတခါတည်းကျမ်းမာအောင်ကို lifeline တစ်ခုမှနေသွားလို့ရအောင်ဖန်တီးပေးကြတာအဲ့ဒါကြောင့်ကျွန်တော်တို့ဒီလိုမျိုးအနှစ်တည်းကျွန်တော်တို့တည်ထိုက်တဲ့အကြောင်းအရာတွေကိုကျွန်တော်မျှဝေပေးနေတာဖြစ်တယ်ရေတိုမကြည့်ပါနဲ့ရေရှည်ကိုကြည့်ပါခုပေါင်20ကျပါလို့လည်းပြဿနာမရှိဘူးပေါင်20လူတိုင်းချနိုင်တယ်လွယ်လေးဘာမှမဆိုင်ရင်ကြာတယ်ဒါပေမဲ့အဲ့ဒီပေါင်20ကျသွားတဲ့နေရာမှာထိန်းထားရတာကြီးอ่ะဒါကျွန်တော်တို့ရဲ့တကယ် lifestyle အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့က lifestyle view မဆိုင်တဲ့သူကရမှာမဟုတ်ခဏရေးဆိုပြိုင်ပွဲဝင်တယ်လို့ခဏဒီပြိုင်ပွဲပြီးသွားပြိုင်ပွဲဆိုတော့လို့အပြေးပြိုင်ပွဲလို့ဘာလို့မျိုးပြောချင်တာဟုတ် body building ကိုပြောတာမဟုတ် body building တက်တာအားကစားဒါကျွန်တော်တို့နဲ့မဆိုင်အဲ့လိုမျိုးကျွန်တော်တို့ကသွားမှရမှာဒါကကျွန်တော် short running မဟုတ်ဘူး marathon အရှိကြီးပြေးရပါအဲ့တော့ရေတိုးကိုမမျောလင်းနဲ့ရေရှည်ကိုသွားဖို့ပဲမျောလင်းပါအားလုံးကျေးဇူးတင်ပါတယ်